မွန်ပြည်နယ်ဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီ4/2025လုပ်ငန်းညီနိုင်အစည်းအဝေးကိုဇွန်လ12ရက်နေ့မွန်းလွဲပိုင်းကပြည်내အစိုးရအဖွဲ့ရုံးအောင်ဆန်းခမ်းမမှာကျင်းပရာပြည်내ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကဟိုတယ်နဲ့ခီးသွွားဝန်ဆောင်မှုလုပ်ငန်းများကိုကျန်းမာရေးဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနဲ့စဉ်ဆက်မပြတ်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးခီးစဉ်ဒေသများမှာလုံခြုံရေးနဲ့ဘေးအန္တရာယ်ကင်းရှင်းရေးများကိုဦးစားပေးကဏ္ဍတရက်အနေနဲ့ဆောင်ရွက်နိုင်ရေးအတွက်လိုအပ်တဲ့အကြံဉာဏ်ကောင်းများနဲ့အခက်အခဲများအားဆွေးနွေးတင်ပြပေးစီလိုပါကြောင်းတိုက်တွန်းပြောကြားပါတယ်ဆက်လက်ပြီးပြည်내ဝန်ကြီးချုပ်ကမွန်ပြည်နယ်အတွင်းဟိုတယ်များအားအမျိုးသားအဆင့် National Level ASP အတိမတ်ပြုတစိရရှိတဲ့မွန်ပြည်နယ်အတွင်းရှိတီဝဟိုတယ်၊ကောင်းလက်ဟိုတယ်နဲ့ရွှေနှင်းစီမိုတယ်တို့အားအတိမတ်ပြုတစိများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။အဲဒီနောက်ပြည်내ဟိုတယ်နဲ့ခီးသွွားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားမှုဦးစီရထွန်းကပြည်내အတွင်းခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား၎င်းဟိုတယ်မိုတယ်တဲခိုရိပ်သာများအလန့်ညွန်လုပ်ငန်းများလိုင်စင်သက်တမ်းတို့အခြေအနေအား၎င်းရှင်းလင်းတင်ပြခဲ့ပြီးပြည်내ဝန်ကြီးချုပ်နဲ့ကော်မတီဝင်များကသက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြမှုပေါ်ပြည်내ဝန်ကြီးချုပ်ကလိုအပ်တာများကိုပေါင်းစပ်ညီနိုင်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။